ကဲနော်ကျွန်တော်တို့ရဲ့မြန်မာအသင်း YG ဘယ်အသင်းနဲ့တွေ့မလဲရှုံးထွက်ပွဲစဉ်မှာဘယ်အသင်းနဲ့တွေ့မလဲမဲဆနိုင်ပြီပဲဖြစ်ပါတယ်မဲနိုင်တဲ့လူကတော့ the one and only နော်ကျွန်တော်တို့ the mother of tech နော်ကျွန်တော်တို့ Indo မှာ goal လို့တင်သားကြတဲ့ VVN ပဲဖြစ်ပါတယ်မိန်းကလေး MMPP player နော်အခုဆိုရင်တော့အလုံး6လုံးကိုတော့သူရင်ဆုံးစပြီးတော့ random ပေါ့နော်ကျွန်တော်တို့လှည့်ပြီးကဲပထမဆုံးတစ်လုံးကိုတော့သူကောက်ထည့်လိုက်တဲ့နေသားတစ်ခုမှာတော့ဘာလေးများယူသွားမလဲဘာလေးများပစ်သွားမလဲပထမဆုံးသင်းလေးပထမဆုံးသင်းလေး ဟုတ်လေ VVN ဆိုတော့အရင်တော့အေးဟိုတယောက်မလားအသိရ YG ဟေးငါတို့မြန်မာအသင်းကိုရင်လိုက်တာပါတဲ့ညီကိုတို့ကဲအောက်မှာဝါလေးနိုင်လိုက်တော့အောက်မှာ separate တို့ဟလာဒါကြီးအောက်မှာ တောင်းရဦးနေမဟုတ်လားဘာလေးလဲဟေ့အောင် ကြီးတယ် Oneji what the fuck မကြည့်ပွဲလာပြီ ကဲမတယ်နဲ့ ရူးပုံမှာတော့ ကဲရူးဘုံမှာပြန်နိုင်ရမှာလားမနိုင်အောင်နဲ့တူတယ်တကယ်တွေ့တာကွာအိုးနဲ့နဲ့ အမဟုတ်ဖေးပေါ်နဲ့တော့တွေ့တာအော်နေက ပြန်လိုက်တာ Okay မလေးရင်ခုန်သွားတာပဲဗျအမလေး CFU နဲ့တွေ့ပြီ CFU နဲ့တွေ့ပြီချက် CFU နဲ့တွေ့ပြီ let's go knockout စိတ်တက်မယ် knockout စိတ်တက်မယ်ညီကို let's go CFU နဲ့တွေ့ပြီ CG နဲ့တွေ့ပါလေကိုဒီဘာ မ ပြော ဟုတ် လဲ အော်အိုးနဲ့မတို့အိုးနဲ့ကိုအောက်ပို့လိုက်တာပဲကွာအဲ့ဒါမတွေ့ဘူးပဲတို့ရူးဖို့ရနော် ရူးပုတ်ကြောင့်အောက်ပို့လိုက်တယ် ဟောကြီးအဲ့ဒါနားမလဲလားအဲ့ဒါနည်း